တွေအားလုံးပဲမင်္ဂလာပါခင်ဗျာအခုပဲပွဲပြီးသွားပြီဖြစ်တဲ့ကျွန်တော်တို့ရဲ့ဘယ်လ်ဂျီယံနဲ့စပိန်အကြောင်းလေးပြောကြအောင်ဒီဘက်မှာတော့32လို့အများကြီးတော့ပြောစရာမလိုဘူးစပိန်ကတော့ position game ဆိုတယ်ဘယ်လ်ဂျီယံကတော့သူကဟိုမြောက်ဒီမြောက်ကစားကွက်ထဲမှာဆိုတယ်စပိန်ရဲ့ဒီ passing line တွေကိုပိတ်ထားတယ်ရရင်ရသလိုကောင်တာလေးဖောက်မယ်သူတို့ကတော့ကောင်တာကိုဦးတည်ပြီးကစားကြတယ်ဒါပေမဲ့သူတို့စီမှာရှိတဲ့ကစားသမားတွေကအရန်မြန်တဲ့ကစားသမားတွေတော့မဟုတ်ဘူးဆိုအများကြီးတော့ထိရောက်ခဲ့တာတော့မရှိဘူးဒီနေ့မှာစပိန်ကိုချီးကျူးကျင်တာကတော့ကျွန်တော်သူတို့ရဲ့ team work ပေါ့နော်ပြီးတော့သူတို့ရဲ့မလျှော့တော့ဇွဲလုံးလာလို့ပြောရမယ်စပိန်ကသူတို့ position game ကိုကစားတယ်ဘယ်အချိန်နောက်မှာဖောက်လို့ရမလဲပြီးတော့ပြန်ပိတ်အမားကိုစောင့်တဲ့အသင်းလို့ပြောရမယ်ကျွန်တော်တို့ပေါ်တူဂီပွဲမှာကျွန်တော်တွေ့ပြီးပြန်ပိတ်ပေါ်တူဂီပွဲမှာ3လုံးလောက်မှားတယ်အဲ3လုံးကလုံးဝ danger စပိန်လုံးဝ danger ပြီးနိုင်တဲ့အလုံးပေါ်တူဂီပွဲမှာပြောတာနော်ဆိုတော့ဒီပွဲမှာလည်းအဲ့လိုပဲပေါ်တူဂီစပိန်ကရသွားတဲ့လုံးတွေကလုံးဝ danger တွေများတယ်သူတို့ကလုံးဝအမားကိုဆောင်းပြီးဆိုတယ်စိတ်ရှည်တယ်တင်းဝယ်ရန်ကောင်းတယ်ဆိုတော့ဒီနေ့မှာစပိန်က2-1နဲ့နိုင်သွားတယ်ပွဲကြို3သက်ချက်မှာတော့ကျွန်တော်ကတော့ဘယ်လ်ဂျီယံနိုင်မယ်လို့ဘယ်လ်ဂျီယံကိုကြိုက်တယ်ဒါပေမဲ့စပိန်ကို2-1လောက်နဲ့နိုင်မယ်လို့ခမန်းထားတယ်ခမန်းထားတဲ့အတိုင်းပဲဖြစ်လာတယ်ဒါပေမဲ့ကျွန်တော်ခမန်းထားတော့ဒီမိနစ်90အပြီးမိနစ်120မှာဖြစ်မယ်လို့2-1လို့ဖြစ်မယ်လို့ကျွန်တော်ခမန်းထားတယ်ပေါ့နော်ဆိုတော့ကခုကတော့မိနစ်120ထိမရဘူးမိနစ်90မှာလည်းပွဲပြီးသွားတယ်ဘာတွေအားနည်းချက်ရှိလဲစပိန်ကဘာတွေအားနည်းချက်ရှိလဲဘယ်လ်ဂျီယံဘာတွေအားနည်းခဲ့လဲဒီဘက်မှာအထူးတလဲကိုကျွန်တော်ချီးကျူးရမှာတော့စပိန်ရဲ့နီးပြတွေတကယ်ကောင်းတာသူ့ရဲ့ဘယ်လိုပြောမလဲသူလူစားလဲတဲ့သူလူစားလဲလိုက်တဲ့ကစားသမားအရန်ကောင်းတာအရန်ကောင်းတယ်ဆိုတော့လိုကြီးပြောတာမဟုတ်ဘူးတော့ပွဲဖြူပြောင်းလဲပေးလိုက်နိုင်တယ်ပုံစံမျိုးနော်ဆိုဒီနေ့မှလည်းကျွန်တော်ပေါ်တူဂီနဲ့ပွဲမှာတွေ့ခဲ့ရလို့ပဲမော်ရီနိုအာဆင်နယ်ကစားသမားပေါ့နော်မော်ရီနိုကိုသွင်းသွားတယ်နောက်ကြကိုအရန်ကို88မိနစ်ဆိုတဲ့အတိုင်းတာရအချိန်ကဘာမှမလုပ်နိုင်တော့ဘူးနောက်ပဲ attacking ဖွင့်စပိန်ကအသာစီးကိုရတာနှစ်ပွဲရှိကျွန်တော်စောင့်ကြည့်နေတာဒီစပိန်နီးပြကြီးရဲ့လူသားလဲပေါ်ကတော့တကယ်ကောင်းခဲ့တယ်အခုပွဲမှာလည်းမော်ရီနိုပဲချက်စီရတယ်ဟိုပါဒါဘယ်လ်ဂျီယံရဲ့အမှားလည်းမကင်ဘူးဘယ်လ်ဂျီယံကိုအခုလိုမျိုးကစားသွားတယ်ဆိုတာဘယ်လ်ဂျီယံတကယ်ကောင်းခဲ့တယ်သူတို့ဘယ်လိုဆော့မလဲစပိန်ကိုဘယ်လိုဆော့မလဲဆိုတော့ကစားကွက်ကိုသူတို့တွေးရှိခဲ့တယ်စပိန်ရန်ကိုအခက်အခဲဖြစ်ခဲ့တယ်ချက်စီရောရတယ်ဒါပေမဲ့ဘိုးဖြစ်ပြောင်းလဲနိုင်စွမ်းတော့မရှိဘူးပြီးတော့ဒီကော့ဒရက်နာဝါလည်းပါမယ်ကော့ဒရက်နာဝါလည်းအဲ့ဒါတော့လဲအဲ့လိုတော့ပြောလို့ရမှာဒါပေမဲ့အဲ့ဆန်နလာမန်နေရာမှာကော့ဒရက်ဆိုလို့ရှိရင်အဲ့ကိုကပေးရမလားကျွန်တော်ကမထင်ဘူးကော့ဒရက်ဆိုရင်အဲ့ကိုကပေးရမှာမဟုတ်ဘူးအဲ့လိုအရှိယူကွက်တီယူကြတာမဟုတ်သူပုတ်ထုတ်လိုက်တယ်ဆိုရင်လုံးဝအပြင်ကိုထွက်သွားလိမ့်မယ်ဆန်နမန်ရဲ့အားနေချက်လို့တော့မပြောဘူးဒါပေမဲ့အားတော့မရဘူးဒီချက်အများကြီးပိုကောင်းမှုလို့လိုတယ်ဒါပေမဲ့ပြစ်တော့မပြောဘူးသူက second line up ဖြစ်နေရဆိုတော့ဗောနော်ဆိုတော့ဒီပွဲမှာချီးကျူးချင်တာကတော့
စပင်အရန်စိတ်ရှိတယ်စပင်ရဲ့စောဘောကတီကီတာကာပုံစံမျိုးလေးပဲစောနေတယ် position ကင်းကိုင်းတယ်ဘယ်ပေးရညာပေးအလဲပေးဘယ်ပေးရညာပေးနောက်ပေးအဲ့လိုမျိုးစောရင်းနဲ့ပြန်ဘက်ရဲ့အမားတစ်ဝက်လောက်ရှိရတယ်အဲ့မားလေးကိုသုံးချပြီးတော့အလုပ်ကလေးနဲ့စားရမ်းကောင်းတယ်ကျွန်တော်သဘောကျတယ်ဒါပေမဲ့ဟိုလိုရမ်းချင်းချောင်းနိုင်တဲ့ပုံစံမျိုးတော့ဒီဘက်မှာမတွေ့ရဘူးဒါပေမဲ့သူတို့အမားဆောင်ပြီးတော့ patient gain ဆော့တဲ့ပုံစံမျိုးဆိုတော့ကျွန်တော်တို့ဒုံဒုံတိုင်းတိုက်စစ်တွေနဲ့ဟိုပြင်သစ်လိုမျိုးကိုကျွန်တော်တွေ့ရမှာမဟုတ်ဘူးစပင်ကိုကြည့်ချင်း patient ဖြစ်ရမယ်လုံးဝ patient gain ဆော့မှာသူတို့ကပဇင်လေးတွေသွားမယ် patient ဖြစ်နဲ့ပြန်ဘက်ကိုနောက်ဆုံးချိန်ထိသူတို့ကထိန်းချုပ်ထားခွင့်ရရင်ကိုသင့်မယ်စပင်ကတော့စပင်လို့ဝါပြီဆိုတော့ဒီပွဲမှာလက်မိုင်းရမယ်အရင်ကြီးတော့ကျွန်တော်မကြိုက်ဘူးအရင် 100% fit မဖြစ်နေဘူးလို့ကျွန်တော်မြင်တယ်လက်မိုင်းရမယ်သူနီကိုဝင်လျံရောက်လာတဲ့အချိန်မှာလဲသူကြားကြီးတော့အရင်ကြီးတော့မလုံနိုင်အတိုးလှုပ်လေးရှိတယ်ဒါပေမဲ့အရင်ကြီးတော့မလုံနိုင်ဘယ်ဂျီယန်ဒီနေ့တော့ကောင်းပါတယ်နောက်ဆုံးမိနစ်မှာဂိုးပေးလိုက်ရတာတော့ဘယ်ဂျီယန်တော့အရင်နစ်နာခဲ့တယ်ပြောတော့နော်စပင်ရဲ့ဒါ patient gain ဆော့တာဆိုတော့အဲ့ကျွန်တော်တို့အခု semi final ရောက်ပြီဆို semi final ရောက်တဲ့အချိန်မှာ patient gain တက်ဆော့နိုင်မလားပြင်သစ်နဲ့တွေ့မှာဆိုတော့ကျွန်တော်မြင်ရတော့ပြင်သစ်ကတော့ပြင်သစ်ပဲမလွယ်ဘူးမချိန်မဟုတ်ချိန်900ဝနိုင်ကြီးရှိတယ်ပြီးတော့သူတို့ရဲ့တိုက်စစ်၄ယောက်တွေ့ရဒမ်မီလီအမ်ဘပ်ပေပြီးဒိုရေအိုလီစေဒိုရေနေရာမှာဘာကူလာဆော့တယ်5 is fine ဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်ဘယ်လောက် patient ဖြစ်နိုင်မလဲဆိုတော့စပိန်ဘယ်လောက် patient ဖြစ်နိုင်မလဲဆိုတော့ကျွန်တော်စောင့်ကြည့်မယ် so ပြင်သစ်နဲ့စပိန်ပွဲကလည်းအရင်ကြည့်ကောင်းမဲ့ပွဲပါဒီပွဲမှာကျွန်တော်ဘယ်ဂျီယံကိုကြိုက်တယ်ဒါပေမဲ့စပိန်ရဲ့ patient ဘယ်လိုပြောမလဲ patient ဖြစ်မှုကပဲဒီပွဲရဲ့အနိုင်ရလဒ်ကိုပေါ်ဆောင်သွားတယ်လို့သုံးသပ်ချင်ပါတယ်ကြည့်ရှုအားပေးတဲ့လူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ် like and share လေးလုပ်ပေးပါ follow လုပ်ပါဖို့လည်းမမေ့ပါနဲ့ကဲနောက်ဗီဒီယိုမှာတွေ့မယ် bye bye